ဒီနေ့မှာတော့ထူးခြားတဲ့စွမ်းအားတွေပိုင်ဆိုင်ထားတဲ့မိသားစုတစုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါဇလအစားမှာကောင်းလေးတစ်ယောက်ဟာပြန်ထမ်းနိုင်တဲ့စွမ်းအားနဲ့မွေးဖွားလာခဲ့ပါတယ်သူကိုဘေးအန္တရာယ်တွေကနေကာကွယ်ဖို့အတွက်ဖခင်ဖရစ်သူဟာအင်ပတ်ပတ်လည်မှာပိုက်ခွင်တွေတောင်တက်ဆင်ထားခဲ့ရတာပါဒါပေမဲ့ကောင်းလေးအရွယ်ရောက်လာတဲ့အခါမှာတော့သူ့ကိုထိန်းချုပ်ဖို့ပိုပြီးခက်ခဲလာပါတော့တယ်ကောင်းလေးပြောက်သွားတိုင်းအမေဖရစ်သူကစိုးရင်တကြီးဖြစ်နေရပေမဲ့အဲ့ဒီအချိန်တိုင်းမှာတော့စူပါဟီးရိုးတယောက်တို့ပြန်တန်းနိုင်တဲ့အဖေဖရစ်သူကတာလီကိုဘေးကင်းအောင်အမေရန်ပြန်ခေါ်လာပေးနိုင်ခဲ့ပါတယ်ဒီနေ့မှာတော့တတိဝဲဟုဆိုပြီးလူတယောက်အိမ်ရှိကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူဟာတာမန်လူမဟုတ်ပဲထူးခြားစွမ်းအားရှင်တွေကိုလိုက်လံဖန်ဆီးနေတဲ့သူလူတယောက်ဖြစ်နေလာကိုသူတို့မိသားစုမသိခဲ့ကြပါဘူးအဲ့ဒီညမှာပဲအမေဖြစ်သူဟာတခုခုမာယွန်းနေပြီဆိုတာကိုသူမရဲ့ထူးခြားတဲ့အာယုံခံစားမှုနဲ့သိလာရပါတယ်အိမ်အပြင်ဘက်မှာလက်နဲ့အပြည့်အစုံနဲ့ရန်သူအမြောက်အများကဝိုင်းထားလိုက်ပြီးဆိုတာသိလိုက်ရတဲ့အခါအဖေဖြစ်သူကသူတို့လူဝက်ချက်ပေါက်ကြားထားပြီးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ပြန်တိုက်ဖို့အချိန်မရှိတော့တာကြောင့်ဇနီးနဲ့သားကိုမြေအောက်ခန်းကနေတဆင့်အမြန်းဆုံးထပ်ပြီးဖို့သူတောင်းဆိုလိုက်ပါတော့တယ်အဖေဖြစ်သူဟာရန်သူတွေကိုတယောက်တည်းရင်ဆိုင်ဖို့အပြင်ကိုထွက်သွားခဲ့ပါတယ်သူဟာမိသားစုအတွက်အဖမ်းခံဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့ရန်သူတွေကလည်းသူ့ရဲ့စွမ်းအားကိုသိထားတာကြောင့်ကြိုတင်ပြင်ဆင်လာခဲ့ကြပါတယ်သူကရန်သူတယောက်ကိုဖမ်းပြီးပြန်ထွက်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီရန်သူကလည်းစွမ်းအားရှင်တယောက်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ခွန်အားတွေကိုတဖြည်းဖြည်းလျော်နေသွားစေမယ့်အထူးကြိုးတွေနဲ့သူ့ကိုတုံးနှောင်ပြီးလေထဲမှာဆွဲထားလိုက်ပါတော့တယ်မြေပြင်ပေါ်ကိုတဖြည်းဖြည်းချင်းကျဆင်းသွားခင်မှာမြန်မြန်ပြေးတော့လို့သူ့ရဲ့စိတ်ထဲကနေဇနီးဖြစ်သူကိုအော်ဟစ်နှုတ်ဆက်နေခဲ့ပါတယ်အမေဖြစ်သူဟာတားလေးကိုခေါ်ပြီးတခြားမြို့တစ်မြို့ကိုထွက်ပြေးခဲ့ရပါတယ်ကောင်းလေးဟာသူ့ရဲ့စွမ်းအားကိုမထိန်ချုပ်နိုင်သေးတာကြောင့်အမေဖြစ်သူကအမြဲတမ်းဘေးကနေကူညီပေးနေရပါတယ်လူတွေရဲ့တန်တရားကိုမခံရဖို့အတွက်ဂိုဒေါင်းတစ်ခုဝယ်ပြီးတားလေးကိုစွမ်းအားထိန်ချုပ်နည်းတွေတင် जा ပေးခဲ့ပါတယ်အမေဖြစ်သူရဲ့စိတ်ရှည်လက်ရှည်တင် जा မှုကြောင့်ကောင်းလေးဟာမြေပြင်ပေါ်ကိုဘေးကင်းအောင်ဆင်းသက်တက်လာပြီးမြဲအရွယ်ရောက်လာတဲ့အထိစွမ်းအားတွေကမကြာခဏပေါက်ခွဲထွက်နေတော့မှာပဲဒါကြောင့်လေကောင်းလေးဟာလေသေးကိုပြန်တက်မသွားအောင်လေးလံနဲ့ကြောဖို့အိတ်ကြီးကိုနေတိုက်လွဲထားရပါတော့တယ်